digital passport e-passport ဖြစ်လာတော့မယ်မြန်မာနိုင်ငံကိုလက်မှတ်အကြောင်းကျွန်တော်တို့6ရက်နေ့ရဆိုရင်နေပြည်တော်မှာအစည်းအဝေးလုပ်တယ်ပေါ့နော်ဒီကျွန်တော်တို့ကင်ဆောင်ရဲ့မြန်မာနိုင်ငံကူးလက်မှတ်ကို digital passport e-passport အသွင်တို့ကူးပြောင်းမဲ့မူဝါဒအသစ်ကိုညှိနှိုင်းနေတယ်ဆိုတဲ့အကြောင်းကိုအစည်းအဝေးလုပ်တယ်အဲ့တော့ဒီ digital passport e-passport ဆိုတာဘာလဲမသိသေးတဲ့လူတွေအတွက်ကျွန်တော်သိတဲ့လောက်ရှင်းပြပေးမယ်ဒီ e-passport ဆိုတာကကျွန်တော်တို့ passport တွေကို microchip ဒီ microchip ပြားလေးတစ်ခုထည့်မယ်ပေါ့နော်အဲ့ဒီ microchip ပြားထဲမှာဘာတွေပါမလဲဆိုရင်ကျွန်တော်တို့စကန်ဖတ်လိုက်တာ ਨੇ ကျွန်တော်တို့နာမည်တွေမွေးသက္ကတိတွေအကုန်လုံးပါမယ်ပေါ့နော်အကုန်လုံးထည့်သွင်းလာမယ်နောက်တစ်ခုအနေနဲ့ biometric လို့ခေါ်တဲ့ဘာလဲဆိုရင် biometric ဆိုတာဆိုရင်ကျွန်တော်တို့ရဲ့ဒီမျက်နှာမှာရှိတဲ့အမှတ်အသားကအစအကုန်လုံးပေါ့နော်လက်ဝေရာအစုံအကုန်လုံးစစ်လိုက်တာ ਨੇ ပေါ်မဲ့ microchip ကိုဒီ e-passport ဒီ digital passport မှာထည့်လာနိုင်တယ်အဲ့တော့လက်ရှိ passport ကျွန်တော်တို့အခုကင်ဆောင်နေတဲ့ passport အနီနဲ့နောက်ထွက်လာမဲ့လို့သတင်းရရှိထားတဲ့ e-passport digital passport မှာဘာတွေကွာသွားမလဲဆိုရင်ကျွန်တော်တို့ကအခုလက်ရှိကင်နေတဲ့ passport ကတကယ်တမ်းစစ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ passport မျက်နှာပြင်ရဲ့အောက်မှာဘားကုတ်လေးပါတယ်ဒီကုန်းနှစ်ပတ်လေးပါတယ်အဲ့ကုန်းနှစ်ပတ်လောက်ကိုပဲတိုက်စစ်လို့ရမယ်ပြီးတော့စာအုပ်အတုအစစ်ကို UV နဲ့ထိုးပြီးတော့ပဲစစ်လို့ရမယ်ဒါပေမဲ့နောက်အသွင်ပြောင်းလာမယ် e-passport ကဆိုရင်တော့ microchip ထည့်လာနိုင်ဆိုရင်အဲ့ဒီ microchip ကိုစစ်တာ ਨੇ ကိုယ့်ရဲ့ data အချက်လက်အကုန်လုံးပေါ်မယ်အတုလည်းလုံးဝလုံးလို့မရဘူးပေါ့နော်အဲ့တော့ဒါကတေချာပေါက်ဖြစ်လာနိုင်တယ်လို့တော့ကျွန်တော်တို့ထင်တယ်အဲ့တော့ကိုကနောက်ပိုင်း passport တွေလုပ်ဖို့ရှိတယ်ဆိုရင်မလုပ်ရသေးတဲ့နောက်ပိုင်း e-passport လုပ်ရမယ်ဆိုရင်ကိုယ့်လက်ထဲမှာစမတ်ကတ်တွေမှတ်ပုံတင်တွေအိမ်ထောင်စည်ရင်းတွေအပြည့်အစုံကင်တာပါနောက်ပိုင်းအဲ့လာတွေမဖြစ်မနေလိုပါလိမ့်မယ်ခင်ဗျ